Christ Center Ministry ကနေကြိုဆိုပါတယ်အားလုံးကိုယေရှုနာမနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့ကျွန်တော်တို့အတူတကွနှလုံးသွင်းဆင်ခြင်မဲ့နှုတ်ပတ်တော်အတော့ယုံကြည်သူမဖြစ်မနေအောင်မြင်ရမယ့်အရာ၃ခုဒါမှမဟုတ်ဘုရားသခင်အောင်မြင်စေလိုသောအရာ၃ခုအကြောင်းဖြစ်ပါတယ်အောင်မြင်ခြင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အလိုရအရိမေဘင်းမျိုးဖွင့်ဆိုကြတယ်လူတိုင်းလည်းပဲဘဝမှာဘယ်သူမှဆိုအောင်မြင်ခြင်းကြတဲ့သူတွေဖြစ်တယ်အောင်မြင်ခြင်းနဲ့ပတ်သက်ပြီးမှလူတွေတတ်မှတ်တဲ့အောင်မြင်ခြင်းအမျိုးမျိုးရှိတယ်တချို့သောသူတွေကစီးပွားရေးမှာအောင်မြင်ကြတဲ့သူတွေရှိတယ်တချို့သောသူတွေကအားကစားလူမှုရေးပညာရေးနိုင်ငံရေးမှာလည်းပဲအောင်မြင်ကြတဲ့သူတွေရှိတယ်တချို့သောသူတွေကဒီအရာတွေမှာအောင်မြင်ပြီးမဲ့အသက်တာပိုင်းဆိုင်ရာမှာကျဆုံးတဲ့သူတွေလည်းရှိကြတယ်ကျွန်တော်ပြောချင်တာလူတိုင်းအောင်မြင်ခြင်းကြတဲ့သူတွေဖြစ်တယ်ဒါပေမဲ့အောင်မြင်ခြင်းတော့လူတိုင်းမရနိုင်ဘူးအောင်မြင်ခြင်းရရှိဖို့အတွက်အဖို့အခါပေးရတယ်အောင်မြင်ခြင်းရရှိဖို့အတွက်တချို့သောလူတွေဆိုရင်တော့မနေ့မိုးလင်းမညမိုးချုပ်တဲ့တိုင်ကျိုးစားပန်းစားလို့လုပ်ကြတယ်ဒီအတိုင်းပဲကျွန်တော်တို့ယုံကြည်သူအသက်တာမှာလည်းပဲအောင်မြင်သောသူဖြစ်ဖို့လူတိုင်းလူချင်ကြတယ်အောင်မြင်သောယုံကြည်သူဖြစ်ဖို့ကျွန်တော်တို့လူချင်ကြတယ်ဒါပေမဲ့ယုံကြည်သူရဲ့အသက်တာမှာလည်းပဲအောင်မြင်ခြင်းဆိုတာအလိုလိုရောက်ရှိလာမယ့်အရာမဟုတ်ပါဘူးကျွန်တော်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သခင်ယေရှုရဲ့အသွေးတော်အဖြစ်ကျွန်တော်တို့ယုံကြည်ခြင်းအဖြစ်တည်တင်ခြင်းကအခမဲ့ရတော်လေးပဲယုံကြည်သူတွေရဲ့အသက်တာမှာအောင်မြင်ခြင်းရရှိဖို့အတွက်ဆိုရင်အလိုလိုကျွန်တော်တို့အောင်မြင်ခြင်းတော့ရရှိနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အသက်တာမှာအောင်မြင်ဖို့လိုအပ်တဲ့အရာတွေရှိပါတယ်ဒီနေ့မှာကျွန်တော်တို့အောင်မြင်ဖို့လိုအပ်တဲ့အရာ၃ခုအကြောင်းဒီနေ့မှာကျွန်တော်အနေငယ်ဝင်ဟချင်ပါတယ်ကျွန်တော်တို့ပထမအဆုံးအနေနဲ့ယုံကြည်သူတွေအသက်တာမှာဘုရားသခင်အောင်မြင်စေလိုသောအရာဒါမှမဟုတ်ကျွန်တော်တို့အောင်မြင်ဖို့လိုအပ်သောအရာကအခုရဲ့အရာတိကိုအောင်မြင်ဖို့ဖြစ်ပါတယ်ယုံကြည်သူအသက်တာမှာအောင်မြင်ရမယ့်ဒါမှမဟုတ်အကြီးမားဆုံးအောင်မြင်ခြင်းကကိုယ့်ရဲ့ဇာတိကိုအောင်မြင်ခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့လောဘဒေါသမောဟဒီအရာတွေကိုကျွန်တော်တို့အောင်မြင်ဖို့လိုအပ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးမှ quality အခန်းကြီး9အခန်းငယ်16မှာငါပညာဒီကဝိညာဉ်ပကတိအတိုင်းကျင့်ကြလို့ထို့သောခြင်းလင်းစာတိပကတိအလိုတို့မလိုက်ဘဲနဲ့ကြလိမ့်မည်ဆိုပြီးမှကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကိုယ့်ရဲ့ဇာတိကိုအနိုင်ယူဖို့အောင်မြင်နိုင်ဖို့ဆိုရင်ဝိညာဉ်ပကတိအတိုင်းကျွန်တော်တို့ကျင့်ကြံလိုက်ဆောက်ခြင်းအဖြစ်ကိုယ့်ရဲ့ဇာတိကိုကျွန်တော်တို့အနိုင်ယူအောင်မြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အောင်မြင်ဖို့လိုအပ်သောအရာပထမချက်အနေနဲ့ကိုယ့်ရဲ့ဇာတိကိုအောင်မြင်ဖို့ဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကျွန်တော်တို့အောင်မြင်ဖို့လိုအပ်သောအရာကစာရမာနရဲ့သွေးဆောင်ဖြတ်ရောင်းခြင်းဖြစ်ပါတယ်ယုံကြည်သူတွေအနေနဲ့ကျွန်တော်တို့ရဲ့တက်တာမှာစာရမာနရဲ့သွေးဆောင်ဖြတ်ရောင်းခြင်းကိုသင်္ခါမြတ်ဆိုကျွန်တော်တို့ကြုံတွေ့ရမှာဖြစ်ပါတယ်စီမာတဲ့အခန်းကြီးလေးအခန်းငယ်1အခန်းငယ်7မှာတော်လကောင်းရှင်လုကာအခန်းကြီးလေးအခန်းငယ်1ကနေ7မှာတော်လကောင်းသခင်ယေရှုကိုယ်တိုင်တော်မှစာရမာနကသွေးဆောင်ဖျားယောင်းတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ရဲ့သခင်ယေရှုကစာရမာနရဲ့သွေးဆောင်ဖျားယောင်းခြင်းကိုဘယ်လိုအောင်မြင်တယ်လဲဆိုတော့နှုတ်ကပတ်တော်အားဖြစ်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူအသက်တာမှာလည်းပဲစာရမာနရဲ့သွေးဆောင်ဖျားယောင်းခြင်းကိုအောင်မြင်ဖို့ဆိုရင်တော့နှုတ်ကပတ်တော်အားဖြစ်ပဲကျွန်တော်တို့အောင်မြင်နိုင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့အတိတရားကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့တက်ချင်းကိုယ့်ရဲ့တိချင်းကိုကျွန်တော်တို့ဒီအရာတွေကိုသုံးပြုခြင်းအဖြစ်ဒီအရာတွေအားဖြင့်ကျွန်တော်တို့အောင်မြင်နိုင်မှာမဟုတ်ပါဘူးစာရမာနရဲ့ဆုံစမ်းသွေးဆောင်ခြင်းကိုကျွန်တော်တို့အသက်တာမှာအောင်မြင်ဖို့ဆိုရင်တော့ကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်ပဲအောင်မြင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အခန်းကြီး6အခန်းငယ်16မှာကျွန်တော်တို့တွေ့တဲ့အတိုင်းဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူတွေအတွက်စာရမာနရဲ့သွေးဆောင်ဖျက်ယောင်းခြင်းစာရမာနရဲ့တိုက်ခိုက်ခြင်းကိုခုခံဖို့လက်နက်ဆုံးကျွန်တော်တို့အတွက်ပြင်ဆင်ထားတာတွေ့ရတယ်ဒီလက်နက်ဆုံးကိုကျွန်တော်တို့ယူတင်ဝတ်ဆွန်ခြင်းအဖြစ်စာရမာနရဲ့
သွေးဆောင်ဖျက်ယောင်းခြင်းတိုက်ခိုက်ခြင်းကိုကျွန်တော်တို့ခုခံအနေယူအောင်မြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူအသက်တာမှာအောင်မြင်ဖို့လိုအပ်သောအရာရုတိယချက်အနေနဲ့စာရမဏရဲ့သွေးဆောင်ဖျက်ယောင်းခြင်းကိုအောင်မြင်ဖို့ဖြစ်ပါတယ်ပြီးရင်တတိယချက်အနေနဲ့ကျွန်တော်တို့အောင်မြင်ဖို့လိုအပ်တဲ့အရာကတော့ယုံကြည်သူအသက်တာမှာဘုရားသခင်အောင်မြင်စေလိုသောအရာကလောကကိုအောင်မြင်ဖို့ဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး16အခန်းငယ်33မှာသခင်ယေရှုကဒီနိုဒီငါကိုမြည်ပြု၍ငင်သက်ခြင်းကိုစစ်ဆေခြင်းငါဤစကားကိုငါဟောပြော၏ဒီနိုဒီလောက၌စင်ရဒုက္ခကိုခံကြရလိမ့်မည်သို့တော်မဆိုရင်ကြတဲ့ငါသည်လောကကိုအောင်မြင်ပြီဟုမိန့်တော်မူ၏အလိုအနေနဲ့စဉ်းစားရင်သခင်ယေရှုဟာအောင်မြင်တော်သူတော့မဟုတ်ပါပြောမယ်ဆိုရင်တော့ဆင်းရဲစွာမွေးဖွားတယ်ဆင်းရဲစွာသက်ရှင်တယ်ဆင်းရဲစွာကားတိုင်းမှာတေတက်ချင်းကိုခံရတယ်ဒီတိုင်းစဉ်းစားရင်တော့အောင်မြင်တော်သူတော့မဟုတ်ဘူးဒါပေမဲ့သခင်ယေရှုမိန့်တော်မူသည့်အတိုင်းရှင်ယောဟန်ခန်းကြီး16ခန်းငယ်33မှာငါသည်ဤလောကကိုအောင်မြင်ပြီဟုမိန့်တော်မူတယ်ကျွန်တော်ပြောချင်တာသခင်ယေရှုဟာလောက၌အောင်မြင်တော်သူတော့မဟုတ်ဘူးဒါပေမဲ့လောကကိုအောင်မြင်တော်သူဖြစ်တယ်ဆိုတာဖြစ်ပါတယ်လောက၌အောင်မြင်တော်သူနဲ့လောကကိုအောင်မြင်တော်သူဆိုတာလုံးဝမတူတဲ့အရာဖြစ်ပါတယ်တချို့သောသူတွေကလောကမှာမအောင်မြင်ပြီးမဲ့လောကကိုအောင်မြင်တော်သူတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူအသက်တာမှာအောင်မြင်ဖို့လိုအပ်သောအရာကျွန်တော်ပြောချင်တဲ့အရာကလောကကိုအောင်မြင်ဖို့ဖြစ်ပါတယ်လောက၌မအောင်မြင်လဲကျွန်တော်တို့လောကကိုအောင်မြင်တော်သူဖြစ်နိုင်တယ်ဆိုတာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာလောကကိုအောင်မြင်တော်သူတွေဖြစ်စေခြင်းပါတယ်ဒါကြောင့်ကျွန်တော်တို့ငါဟာအောင်မြင်တော်သူငါအောင်မြင်ပြီဆိုပြီးမှကြွေးကြော်ယုံနဲ့ကျွန်တော်တို့မပြေဘူးဒီအရာသုံးခုကိုယ့်ရဲ့ဇာတိစာရမဏရဲ့သွေးဆောင်ဖျက်ယောင်းခြင်းလောကကိုကျွန်တော်တို့အသက်တာမှာအောင်မြင်ဖို့လိုအပ်ပါတယ်ဒါကြောင့်ယုံကြည်သူအသက်တာမှာဒီအရာသုံးခုအောင်မြင်ပြီအောင်မြင်တော်သူအသက်တာအောင်မြင်တော်ယုံကြည်သူဖြစ်ဖို့ရောက်ရှိတိုင်းကိုဘုရားသခင်ကုန်ကြည်ပေးပါစေ